ပြောတော့ဘူးမဟုတ်လားကိုဘဝလေးတဲ့မှာစင်မပြေဘူးမဟုတ်လားပွင့်ပွင့်လင်းလင်းပြောပါမမျော်လင့်ရဲ့ခဲ့ပါဘူးစာချိန်လေးကပါမနေချင်ဘူးဆိုလဲတားဖို့အားမရှိပါရှင်မအကုန်လားယူသွားပါကိုပေးလိုက်မှာသူပြောဖို့တွေ့ဆိုအသက်ကိုယ်တော့ပေးဖို့စင်တင်မှာဒီအချိန်မှာကိုကြောင့်လေးနောက်ရှက်တွေဖြစ်မှာကိုလည်းဆိုရင်သူပါအကိုကမင်းတွေ့ပေးစရာအချစ်တစ်ခုတည်းရှိလို့ပါပြောအောင်မထားနိုင်ခဲ့တော့ကိုပြည့်တွေပဲထားပါကွာမမတင်မနဲ့မင်းစိတ်တိုင်းကြပြောနေပါအမနာနဲ့ကိုရင်ကိုခွဲနေလို့သွားပါခွင့်ပြုပြီးသားပါကိုကြောင့်လေးနေကထားကိုကလမ်းပဲပြပြမှာကိုကခဏတမင်းတွေ့ခုနာရမပြောတော့ဘူးမဟုတ်လားကိုဘဝလေးထဲမှာအစမပြေဘူးမဟုတ်လားပွင့်ပွင့်လင်းလင်းပြောပါအမျော်လင့်ရဲ့ခဲ့ပါဘူးစာချိန်ကလေးကပါမနေချင်ဘူးဆိုလဲတားဖို့အားမရှိပါရင်မအကုန်လားယူသွားပါကိုပေးလိုက်မှာချစ်သူပြောဖို့တွေ့ဆိုအသက်ကိုယ်တော့ပေးဖို့စင်တင်မှာဒီအချိန်မှာကိုကြောင့်လေးနောက်ရှက်တွေဖြစ်မှာကိုလည်းဆိုရင်ဘူးပါအကိုကမင်းတွေ့ပေးစရာအချစ်တစ်ခုတည်းရှိလို့ပါပြောအောင်မထားနိုင်ခဲ့တော့ကိုပြည့်တွေပဲထားပါကွာမတင်မနဲ့မစိတ်တိုင်းကြပြောနေပါအမနာနဲ့ကိုရင်ကိုခွဲနေလို့သွားပါခွင့်ပြုပြီးသားပါကိုကြောင့်နေမေကထားကိုကလမ်းပဲပြပြမှာကိုကခဏတမင်းတွေ့ကိုနာရနောက်စမမတင်မနဲ့မစိတ်တိုင်းကြပြောနေပါအမနာနဲ့ကိုရင်ကိုခွဲနေလို့သွားပါခွင့်ပြုပြီးသားပါကိုကြောင့်လေးမေကထားကိုကလမ်းပဲပြပြမှာကိုကခဏတမင်းတွေ့ခုနာရနဲကိုထားခဲ့တော့မယ်စိတ်ကူးမရင်ပါနဲ့နိုင်ရင်ကိုနဲ့နိုင်ရဲ့အခြေအနေဟာပေါင်းဆက်ဖို့မဖြစ်နိုင်ဘူးကိုမေ့လိုက်ပါတော့နင်ဘယ်လိုမှမမေ့နိုင်ဘူးနင်ကိုချစ်တာတစ်ခုပဲသူကိုလည်းချစ်ပါတယ်ဒါပေမဲ့ကိုရဲ့အချစ်တရား
တမ်းပြီးတစ်ခါခဏတခုတဘောလုံးစားတယ်ဖြစ်နိုင်ဒီဘာရေးစီစဉ်သမီးလေးအမလေးအမေကလေသမီးဘယ်ထွက်သွားလဲလို့လာသမီးလေးလာမင်းကလည်းတော်တော်မောင်အမမင်းတော့